ဘာမြေတခွင်ရောင်စုံလာတဲ့ဝေဝေစီအမခံစရာလာပါများနဲ့မူပင်မျိုးကြီးစီကလာပေသည်ပြောပြလိုက်ခြင်းကျွန်တော်တို့ရဲ့မူပင်မျိုးရဲ့လာပါတွေများစီကြောင်းနေဦးတိတ်လိတ်တွေကြောင့်နေလုံးကြီးလေထွက်ပေါ်ခဲ့ပြီလောကကဘာမြေတခွင်ရောင်စုံလာတဲ့ဝေဝေစီအမခံစရာလာပါများနဲ့မူပင်မျိုးကြီးစီကလာပေသည်ပြောပြလိုက်ခြင်းကျွန်တော်တို့ရဲ့မူပင်မျိုးရဲ့လာပါတွေများစီခုတို့လူလူပြန်နေမျိုးရဲ့ချက်သည်ပေါ်တော်မူဘုရားကြီးနဲ့မြေကနဘေးကတဘာဝအလားတွေဝေတို့မြေရဲ့လမ်းကလေးပွပွလိုက်ချက်ခုတို့လူလူပြန်နေမျိုးရဲ့ချက်သည်ပေါ်တော်မူဘုရားကြီးနဲ့မြေကနဘေးကတဘာဝအလားတွေဝေရှောင်းလဲနဲ့နိုင်စင်ကြီးတူကြည်ကြမယ်ရွှေဘုံမြင့်စီရောတူဘူးလို့ပူဇော်မနာရွှေဘုံမြင့်စီရောတူဘူးလို့ပူဇော်မနာစိတ်ညကံသာဖျားကြီးနဲ့မူပင်တော်ဝတူသွားကြမယ်လာစမ်းခြင်းရဲ့ကညာနွဲ့ရောက်ရှိခဲ့ရင်လေမူပင်မျိုးကိုအနံလိုက်ဖို့ပေးမယ်ကြောင်းနေဦးတိတ်လိတ်တွေကြောင့်နေလုံးကြီးလေထွက်ပေါ်ခဲ့ပြီလောကကဘာမြေတခွင်ရောင်စုံလာတဲ့ဝေဝေစီအမခံစရာလာပါများနဲ့မူပင်မျိုးကြီးစီကလာပေသည်ပြောပြလိုက်ခြင်းကျွန်တော်တို့ရဲ့မူပင်မျိုးရဲ့လာပါတွေများစီခုတို့လူလူပြန်နေမျိုးရဲ့ချက်သည်ပေါ်တော်မူဘုရားကြီးနဲ့မြေကနဘေးကတဘာဝအလားတွေဝေတို့မြေလမ်းကလေးပွပွလိုင်းချက်ခုတို့လူလူပြန်နေမျိုးရဲ့ချက်သည်ပေါ်တော်မူဘုရားကြီးနဲ့မြေကနဘေးကတဘာဝအလားတွေဝေရှောင်းလဲနဲ့နိုင်စင်ကြီးတူကြည်ကြမယ်ရွှေဘုံမြင့်စီရောတူဘူးလို့ပူဇော်မနာရွှေဘုံမြင့်စီရောတူဘူးလို့ပူဇော်မနာစိတ်ညကံသာဖျားကြီးနဲ့မူပင်တော်ဝတူသွားကြမယ်လာစမ်းခြင်းရဲ့ကညာနွဲ့ရောက်ရှိခဲ့ရင်လေမူပင်မျိုးကိုအနံလိုက်ဖို့ပေး